ပုံနာကြီးကမကောင်းဆိုးဝါးမလေးတယောက်ကိုသူ့သမီးဖြစ်မွေးစားပြီးအိမ်ကိုခေါ်လာခဲ့ပါတယ်တနေ့မှာတော့အဲ့ဒီမိန်းကလေးဟာဖះเจ้าကိုသွားတဲ့အခါဖះเจ้าရဲ့အထွတ်ထိပ်ရဲ့အရေးကိုနင်းမိပြီးဝိညာဉ်တုံခါသွားတယ်လို့ခံစားလိုက်ရတယ်အဲ့ဒီအချိန်မှာပဲပုံနာကြီးကသူမရဲ့ဝိညာဉ်ကိုဖះเจ้าထဲမှာချုပ်နှောင်ထားတယ်ဆိုတာသူမသိသွားခဲ့ပါတယ်သူမဟာနေလက်မျိုးစုံနဲ့သူမရဲ့ဝိညာဉ်ကိုပြန်လည်ထုတ်ယူနိုင်ခဲ့လို့အခုဆိုရင်လွတ်လပ်သွားပြီဖြစ်ပေမဲ့အစွမ်းတတိတွေတော့မရှိတော့ပါဘူးသူမရဲ့အစွမ်းတွေပြန်ရဖို့အတွက်ထူးခြားတဲ့လူ၃ယောက်ကိုတက်ရပါမယ်အဲ့ဒီ၃ယောက်ထဲမှာမှတစ်ယောက်ကတော့ဇနီးဒီရှေ့ဘီကလေး၂ယောက်နဲ့အတူပျော်ပျော်ရွှင်ရွှင်နေထိုင်နေတဲ့ဆန်းတို့ရှိရဲ့သမီးလေးပဲဖြစ်ပါတယ်ဒီနေ့မှာဆန်းတို့ရှာဟာလမ်းလျှောက်ထွက်လာရင်လမ်းမှာရွာတွေကကောင်လေးတယောက်ဗီဒီယိုရိုက်နေတာကိုတွေ့ခဲ့သေးတယ်ဆက်လျှောက်လာရင်လမ်းမှာထူးဆန်းတဲ့မိခိုးငွေတွေကိုတွေ့လိုက်ရပြီးဘာလဲဆိုတာစဉ်းစားနေအောင်မှာပဲမိခိုးငွေတွေကနေလက်တစ်ဖက်ထွက်လာပြီးသူ့ကိုဆွဲခေါ်သွားပါတော့တယ်အဲ့ဒါဟာတခြားသူမဟုတ်ပဲဆန်းတို့ရှိရဲ့ရုပ်ဖမ်းယူထားတဲ့မကောင်းဆိုးဝါးမလေးပဲဖြစ်ပါတယ်အခုဆိုရင်သူမဟာဆန်းတို့အသွင်နဲ့သူ့သမီးဖြစ်သူရှက်ကတီကိုတတ်ဖို့အိမ်ကိုပြန်လာပါပြီအိမ်ထဲကိုခြေလန်းလန်းလိုက်တာနဲ့အိမ်ကခွေးတွေကဝိုင်းဟောင်ကြလို့ခွေးတွေကိုပါတက်ပစ်လိုက်ရတယ်အိမ်ထဲရောက်တော့ဆန်းတို့ရှတုကသူ့ဇနီးရှဲဘီကိုကလေးတွေဘယ်မှာလဲလို့မေးပါတယ်ရှဲဘီကတော့သူမယောက်ျားစစ်လို့ထင်နေအောင်မှာပဲမှန်တဲ့ကနေမြင်လိုက်ရတဲ့ပုံရိပ်ကကြောက်စရာကောင်းတဲ့မကောင်းဆိုးဝါးဖြစ်နေတာကြောင့်အရန်လန့်သွားခဲ့တယ်ဒါကြောင့်သူမကကလေးတွေကိုကာကွယ်ဖို့အတွက်ကလေးတွေရေရင်းနားမှာကစားနေကြတယ်လို့လိန်ပြောလိုက်ပါတယ်ဒါပေမဲ့အပြစ်ကင်းတဲ့ကလေးတွေကတော့ဖခင်ဖြစ်သူရဲ့အတန်ကိုကြားလိုက်ရတာကြောင့်အဖေသားတို့အပေါ်ထက်မှာလို့အော်ပြောလိုက်မိပါတယ်